in MacBook မှာbrowser တစ်ခုခုပွင့်ပါကျွန်တော် Firefox ဖွင့်ပြီးစမ်းပြထားပါတယ်ဒီ Firefox ရဲ့ browser ထဲမှာ manage.autodesk.com ပြီးရိုက်ပြီး enter ခေါက်ပါ manage.autodesk.com မှာပြီး enter ခေါက်ပါပြီးရင်အကောင့်ဝင်ရသေးရင် sign in ဝင်ခိုင်းပါလိမ့်မယ်အဲ့ကကြရင်ကို line စင်ထည့်ထားတဲ့ email နဲ့ password နဲ့ sign in ဝင်ပေးပါချိန်လေးနဲ့ကြာရင်ဒါမျိုး website လေးကြာလာမယ်အဲ့ကကြရင် product and service ကိုနှိပ်ပေးပါနှိပ်ပြီးရင်ဒီကိုက MacBook အတွက်သွင်းမှာဆိုတော့ AutoCAD for Mac ဆိုတာလေးကိုရှာပါဒါမျိုးလေးပေါ်ရင်ခဏစောင့်ပေးပါအဲ့ website loading လေးအပြည့်မကျသေးလို့ပါဒါလေးက version မှာ version ကကိုကြိုက်တဲ့ version ကိုရွေးပေးပါကျွန်တော်ဒီမှာ2026ပဲရွေးပြီးတော့ download လုပ်ကြမှာဖြစ်ပါတယ်ပြီးရင် download ကိုနှိပ်ပါအဲ့ကကြရင် file လေးတစ်ခုဒီ screen ညာပတ်နားလေးမှာ down သွားပါလိမ့်မယ်ဒါဆိုဒါ file လေး down နေပါပြီကျွန်တော်ကတော့ down မိသားလေးရှိလို့အဲ့ down မိသားရှိတာလေးကိုပဲဖွင့်ပြလိုက်ပါမယ်မိတ်ဆွေကတော့အပေါ်က down တဲ့ဟာလေးကိုပြီးအောင်စောင့်အောင်ပါကိုယ့် internet speed ပေါ်မူတည်ပြီးအနည်းမြန်ကွာနိုင်ပါတယ်down ပြီးရင်ဒါမျိုး down မိသား file လေးကို right click နှိပ်ပြီးတော့ open ဆိုတာလေးကိုနှိပ်ပေးပါပြီးရင်ဒီအပေါ်ဆုံးက install autodesk AutoCAD ဆိုတာလေးကိုနှစ်ချက်နှိပ်ပြီး run ပေးပါopen ဆိုတာလေးနှိပ်ပေးပါအလောင်းကိုနှိပ်ပေးပါဒီခါကျရင်ခုလို preparing for installation ဆိုပြီးတော့ loading လေးဆွဲနေပါလိမ့်မယ်ဒါလေးကကိုယ့်ရဲ့ set performance ပေါ်မူတည်ပြီးအနည်းမြန်ကွာနိုင်တာမို့ပြီးအောင်လေးစောင့်ပေးပါဒီဟာလေးပျောက်သွားပြီးရင်နည်းနည်း second ပိုင်းကြာတဲ့ခါကျရင်ဒီ installation ဆက်လုပ်ဖို့လိုအပ်တဲ့ဒီinstallation wizard လေးတက်လာပါလိမ့်မယ်အချိန်ခဏလေးစောင့်ပေးပါဒါကို MacBook ရဲ့ password ပါ user account password ပါကို password ကိုဖြည့်ပေးပါပြီးရင် OK နှိပ်ပါI agree ကိုအမှန်ကြည့်ချစ်ပါပြီးရင် next နှိပ်ပေးပါပြီး install လေးထပ်နှိပ်ပေးပါဒါဆိုရင် installation စတင်ဆောင်ရွက်နေပါပြီ0ကနေ 100% ပြည့်ဖို့ပြီးအောင်လေးစောင့်ပေးပါခုလိုလေးပေါ်လာရင် allow ဆိုတာလေးကိုနှိပ်ပေးပါဒါဆိုရင်တော့ installation ဆောင်ရွက်တာလေးပြီးပါပြီဒီ step ဆိုတာလေးမနှိပ်ခင်ညာဘက်အပေါ်တောက်မှာပေါ်နေတဲ့ node တွေကိုတစ်ခုချင်းပိတ်လိုက်ပါပြီးရင်ဒီ AutoCAD မှာ installation ပြီးပြီမို့ step နှိပ်ပြီးတော့ဖွင့်လိုက်ပါဒီ loading ဆွဲရလေးပြီးအောင်စောင့်ပါဒီအောက်က test bar မှာ AutoCAD လေးပွင့်မှုအတွက်ဒီ loading လေးဆွဲနေတဲ့သဘောဖြစ်ပါတယ်ပြီးအောင်လေးစောင့်ပေးပါဘာမှထပ်မနှိပ်ပါနဲ့ဒီလိုလေးပေါ်လာရင် allow ကိုနှိပ်ပေးပါဒါဆို AutoCAD လေးပွင့်လာပါပြီဒီကကြရင် sign in with your Autodesk ID ဆိုတာလေးကိုနှိပ်ပေးပါအဲ့ကကျရင်တော့ browser လေးကို redirect လုပ်ပြီးတော့ browser လေးတစ်ခု auto ပွင့်လာပါမယ် internet ချိန်ထားဖို့လိုပါတယ်ဒီမှာတော့ကျွန်တော်က Autodesk account ဝင်ပြီးသားမလို့ account sign in ဝင်ပြီးသားဖြစ်နေတာပေါ့နော်မိတ်ဆွေတို့ကမဝင်ရသေးရင် email password email တွေကိုပြန်ဝင်တဲ့ OTP code အဲ့ဒါလေးတွေဖြည့်ပေးရပါမယ်ပြီးရင်ဒါမျိုးလေးအခြေအနေပေါ်မယ်အဲ့ခါကျရင် open product ကိုနှိပ်ပေးပါပြီးရင် open Autodesk identity manager ကိုနှိပ်ပေးပါဒါဆိုရင်သူ AutoCAD ကို auto redirect လုပ်ပြီးတော့ AutoCAD လေးပြန်ပွင့်သွားပါလိမ့်မယ်ခဏစောင့်ပေးပါဘာမှမနှိပ်ပါနဲ့allow ကိုနှိပ်ပေးပါဒါဆိုရင်တော့ AutoCAD လေးပွင့်လာပြီဖြစ်ပါတယ်ဒီ AutoCAD installation နဲ့ activation လေးအောင်မြင်စွာပြီးဆုံးသွားပါပြီအသုံးပြုလို့ရပြီဖြစ်ပါတယ်license status လေးကြည့်ရင်ဒီ screen ညာဘက်အပေါ်တောင်းက profile လေးကိုနှိပ်ပြီးတော့
manage license ဆိုတာနှိပ်ပြီးတော့ကိုယ် license ရဲ့တက်တန်းကွန်ရက်ကိုစစ်လို့ရပါတယ်ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီး expand ထပ်နှိပ်ပါဒါဆိုရင်တော့ expire date ပေါ်ပါတယ်ဒါဆိုရင်တော့ installation ပြီးပြီဖြစ်ပြီးအသုံးပြုလို့ရပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်